နေ့က Fire Horse နဲ့ဆိုတော့ရင်းရုပ်လေးပေါ့နော်အဲ့ရေးတာလည်းမတော့ချင်းချက်ချင်းတို့ချက်ချင်းအောင်မြင်ရပါမယ်နော်ဒါလေးရွှေလာငွေလာလေးဆရာတော်ဘုရားကြီးရဲ့ဒီပုံလေးကိုလာကြည့်ရအမေကလေမိုးဖို့ဝိပဿနာဆိုတော့ဆရာတော်ဘုရားကြီးရဲ့ပုံလေးကိုပူဇော်ခြင်းတာနော်ဒါအဲ့တော့ပါကျုပ်ဆရာတော်ဘုရားကြီးဒါမိုင်းဘုံဆရာတော်မန္တလေးကျုံးမြို့ရိုးကြီးပေါ့နော်လှလိုက်တာချင်း